Hello အားမရမင်္ဂလာပါကျွန်တော် channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့ပေါ့နော်ရောပတ်စံရမဲ့ software လေးတွေ့တာပါပေါ့နော်ဒါပေါ့နော်မလောက်ရသေးတဲ့ညီကိုအမတွေပေါ့နော်ညီကိုမောင်နှမတွေပေါ့နော်ကျွန်တော်တို့ပေါ့နော်ဘီကိုလိုက်မှာကျွန်တော်တို့ပတ်စံလွှင့်လို့ရှိရင်ပေါ့ဘီကိုလိုက်ပေါ့နော်သူကတော့ပတ်စံဗျာလိုက်လွှင့်လို့ရှိရင် sorry ဗျာလိုက်လွှင့်လို့ရှိရင်သူကပေါ့နော်ဟိုတကယ်ကိုဗျာတစ်နိုင်နှစ်နိုင်လောက်ထိုင်ပြီးတော့ပေါ့နော်လိုက်လွှင့်ပေးရပါတော့မျက်နှာပြပြီးတော့ဗျာကျွန်တော်တစ်လားကိုကျွန်တော်မိန်းကလေးဆိုရင်ဗျာview များသလောက်ပဲ့သိများသလောက်ဗျာဒီမှာ10သိန်း10သိန်း3သိန်း5သိန်းအဲ့ထိရတယ်ဗျာယောက်ျားလေးဆိုရင်လည်းအဲ့တိုင်းပဲပေါ့နော်ကျွန်တော်ပေါ့နော်အဲ့ app တကူကိုကျွန်တော်ပြမှာဖြစ်ပါတယ် Vigo လိုက်ပေါ့နော်ဒီ software လေးပေါ့နော်ကျွန်တော်နှင်းပြပါမယ်ဒီ software လေးပေါ့နော်ကျွန်တော်လည်းကိုယ်တိုင်လုပ်နေပါတယ်အမေဗျာဒီမလားဒီမှာအများကြီးပဲဒီမှာပေါ့နော်TikTok ဆယ်လီပေါ့ TikTok ဆယ်လီလည်းလောက်တယ်ဒီမှာပေါ့နော်ကျွန်တော်တို့ရုပ်ရှင်တရုပ်ဆောင်နော်ဒီကိုလောက်တယ်ပေါ့နော်ညီမဟိုကဗာလဲမိုးရနဲ့ပြီးကိုခေါ်အောင်မှာဟိုရအောင်ကားရှိမှနဲ့ပစ္စည်းအတဲတန်းမှာပုံထိုင်လို့ရပါတယ်အများကြီးပဲဗျာဒီမှာဗျာ TikTok ဆယ်လီရတယ်ဒီမှာပေါ့နော်ရုပ်ရှင်တရုပ်ဆောင်လည်းလောက်ကြတယ်ဗျာဒီမှာအများကြီးပဲသူဒီမှာလည်းပတ်စံရှာနေကြတာပေါ့နော်အလကားအားရဗျာဟိုကတိုင်းလွင်တာမဟုတ်တင်မလားပတ်စံရတော့လွင့်ကြတာပဲသိရမလားအဲ့တော့ကျွန်တော်လူငယ်တွေလောက်ကြပါလို့ပြောချင်ပါတယ်ဗျမနော်အိမ်မှာထိုင်းနေမဲ့သူဗျာသိတယ်မလားတနိုင်တွင်းမှလည်းပတ်စံရတာပေါ့ဗျာနော်အခုကအကုန်လုံးခက်ခဲနေတဲ့အချိန်နဲ့မြန်မာနိုင်ငံမှာအကုန်လုံးခက်ခဲနေတာပေါ့နော်သိတယ်မလားဒီမှာဗျာအများကြီးပဲမြန်မာတွေပဲပေါ့နော်စုံစမ်းအများကြီးနေရတယ်အဲ့ဒါလေးကိုလာရှင်းပြပေးတာဖြစ်ပါတယ်ဗျဒီကောင်လိုက်လွယ်လေးဗျနော်ဒီကောင်ကိုနှိမ့်လိုက်ပါအလျံဟွာလည်းနှိမ့်လိုက်ပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်ဒီမှာဗျာဒီရုပ်စာလေးကိုနှိမ့်ရင်ရပါတယ်ဗျအားလုံးသင်ပြကြပါသေးနော်အားလုံးပဲဘိုင်းမှာကျွန်တော် channel လေး like ဆိုရရင်လည်းပြီးတော့ပါဒီမှာအများကြီးပဲပတ်စံအများကြီးရကြပါသေးနော်